Okay အမျိုးတွေဒီနေ့တော့ Varo Honda Varo Wi-Fi 130 Kali Wi-Fi 130 NMS NVX အကုန်လုံးအတူတူပဲဒီမှာစင်ထုတ်လို့မရဘူးဆိုလို့ရှိရင်တော့ဘယ် TD ပါဒီအရေးစစ်မယ်ကောင်းဒီဆိုလို့ရှိတော့fuse ကြည့်မယ်ကောင်းပြီဆိုလို့ရှိရင်ဒီမှာwire ရေးကိုအရင်ကြည့်မယ် wire ရေးကြည့်မယ်ခါကြည့်တဲ့ခါကျလို့ရှိရင်ဒီမှာဒီဘိတ်ဒီဆိုလို့ရှိရင်တော့ starter coil နဲ့ starter box တခါနဲ့လာပြီးသားလေတစ်ဆက်အဲ့လိုအစုံနဲ့လာတဲ့အခါကျတော့ဒီမှာ rectifier နဲ့ ECU ကိုအရင်စစ်မယ်တို့စီးတဲ့အခါကျတော့ဒီမှာစီးကြည့်တဲ့အခါကျတော့ဒီမှာ rectifier နဲ့ ECU ကဒီမှာ rectifier ဖေးဟာ socket လောင်သွားတယ် socket မကောက်တော့ဘူးခု model mini ဆိုလို့ရှိရင်ဒီမှာ rectifier နဲ့ ECU တခါနဲ့ join ပြီးသားနဲ့လာတော့လေအခု Honda Wi-Fi တို့ဒါတို့ Wi-Fi တို့ anime တို့ဘာတို့ဆိုလို့ရှိရင်ဒီမှာ rectifier နဲ့ECU နဲ့တခါနဲ့ join ပြီးသားလာတဲ့အခါကျတော့